ကောင်းပါလေဗျာကျွန်တော်စံနမူလာနဲ့ယူကြရမယ်အငယ်ကတော်တာလည်းမပြောနဲ့လေသူကငယ်လေးတွေကဘေဘီဘိုက်တာတောက်တာဟုတ်ဟောဒီပြောတယ်ညနေကောင်းတယ်ပေါ့လေဘာဆိုင်ဘေဘီဘိုက်တာတောက်လို့ညံကောင်းလို့လုပ်ငန်းကြီးတွေလုပ်တာပို့စုပါလဲလို့အထိတ်ကညံမှုစေတနာဟုတ်တယ်စေတနာလူတယောက်အလုပ်လုပ်တဲ့လုပ်ရည်ကိုင်ကြည့်လိုက်ရင်သူ့လုပ်ပေါ်မှာသူ့ရဲ့ user တွေပေါ်မှာဘယ်လောက်ထိစေတနာကောင်းလဲဆိုရင်လုပ်ရည်ကိုင်ကိုကြည့်လိုက်တာလည်းသိပါလိမ့်မယ်မှန်တယ်ဗျာစေတနာကဲအခုဆိုလဲကျွန်တော်ဆိုသားသမီးလူဖြစ်တယ်ဒီတိုင်းကလည်းရတယ်ဒါပေမဲ့ငါသားကရဲ့မိုးရော်မှာစိုးလို့ဆိုပြီးချက်ချင်းမိုးလို့အဲ့တော့ငါသားကရင်းနဲ့မင်းသားကြီးကျွန်တော်ဖွဲတဲ့ကိုဒီအမိုးလေးယူခဲ့ပါလားရေမိုးလို့ပဲကလုံရိတ်ကြရင်ကောင်းတဲ့နေရာမှာမိုင်းနိုင်မဟုတ်ဘူးကိုစုပါပါကောင်းတာဟုတ်လားအရင်ကောင်းတာလုံရိတ်ကြရင်ရမ်းကောင်းတာခုဆိုရင်သမီးက9ယောက်သား9ယောက်ဟုတ်တယ်အမလေးမျိုးလုံရိတ်ကြရင်ကောင်းတယ်ဟုတ်တယ်ကျွေးမွေးပြုစုဆောင်းချောင်းနိုင်တယ်ဘယ်ဘာစကားကြီးကျွေးမွေးပြုစုဆောင်းချောင်းနိုင်လုံးကျွေးနိုင်တယ်အဲ့ဒါကိုပြောချင်တာမဟာသဘင်မဟာသဘင်အောင်စမှုတပည့်မြဲပြည်တော်မှာလာပြီဘယ်လိုအောင်စမှုတပည့်မြဲပြည်တော်မှာအောင်စမှုတပည့်မြဲပြည်တော်မှာစေမလို့ရင်ထပ်ကြမယ်ဗျာအောင်စမှုတပည့်မြဲပြည်တော်ဟုတ်ဆိုတဲ့ခေါင်းစဉ်တိုင်းပဲတကယ်ကိုမျောလင့်ချက်ကြီးကောင်းသောမျောလင့်ချက်တွေရည်ရွယ်ချက်တွေတော့ရပါခဲ့ဆန္ဒတွေကိုအတူယူခဲ့ကြိုးစားရဆုံးအများအောင်စမှုတပည့်မစုမပထနာဘွာ